အခုကတော့ကျွန်တော်ကဒီသွားညှိရဲ့အချိန်မှာပေါ့နော်ဒီဘဟုတုတလေးတစ်ခုကိုကျွန်တော်ပြပြပေးအောင်ဖြစ်ပါတယ်။ problem များကဘယ်လိုဖြစ်လဲဆိုတော့ဒီမျိုး case ပေါ့နော်ဒီဘေးမှာပြထားတဲ့ case လိုမျိုးတော့အရှိသွားတဲ့ချောင်းပေါ့နော်ကျွန်တော်11ပေါ့ central incisor နှစ်ချောင်းရှိတယ်။ဒါပေမဲ့ lateral ပေါ့နော်2 missing ဖြစ်နေတယ်ဆိုတော့2မရှိဒါပေမဲ့က9ရှိတယ်အဲ့လိုမျိုးဆိုရင်တော့ဘယ်လိုဖြစ်လဲဆိုတော့အလယ်မှာက gap ဖြစ်နေမြန်မာနိုင်ငံမှာဘယ်လိုပြဿနာဖြစ်လဲဆိုတော့ဒီ gap ကိုတော့ပိတ်ချင်တယ်ဟိုအပေါက်ဖြစ်နေအောင်ကျဲနေအောင်စီးချင်တယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ space ကိုကျွန်တော်ဘယ်တော့မှမစီးပေးဘူးဘာကြောင့်မစီးပေးလဲဆိုတော့ကျွန်တော်အဆွဲသွားတွေဒီကျွန်တော်တို့ကဒီသူတို့ရဲ့ function ပေါ့ purpose ကသူတို့အများကြီးရှိတယ်ကျွန်တော်တို့ထင်တယ်လို့မျိုးဒီအခုလိုမျိုးအဆွဲသွားတွေကဒီတောင်းလေးမှရှိဒီတိုင်းလေးတော့သူနေနေတဲ့သွားတွေမဟုတ်ဘူးသူတို့တဲ့ occlusion မှာအများကြီးအထောက်အကူပြုတဲ့သွားဖြစ်တယ်ပေါ့နော်အဲ့ဒါအကြောင်းမလို့ကျွန်တော်ကတော့ဟို personally ကတော့ကျွန်တော်အဲ့ဒါကိုမပိတ်ပေးဘူး space ကိုမပိတ်ပါဖြစ်လို့လဲဆိုတော့အဲ့မှာဖြစ်နေတဲ့ gap space ကသူဒီ prosthesis space ဖြစ်တယ်ဒါဒီ orthodontic space closure ပိတ်ရမယ့် case မဟုတ်ဘူး majority မှာပေါ့အများသောအဖြစ်ဒါဒီပိတ်ရမယ့်နေရာမဟုတ်ဘူးအဲ့ဒါကြောင့်ကျွန်တော်ကတော့ဘယ်တော့မှမပိတ်ပေးဘူးမပိတ်ပေးဘဲနဲ့ဒါဒီမိတ်ဆွေက patient ကအနေနဲ့တော့ကျွန်တော်ဘာပဲပြောအကြံပေးလဲဆိုကျွန်တော်နှစ်ခုပဲအကြံပေးတယ်ကျွန်တော်ဘာပဲအကြံပေးဆို implant ထည့်ရင်ထည့်မထည့်ရင်တန်းချထည့်get တဲ့ပြီးတော့ကျွန်တော်ဘေးသွားစားပြီးတော့ဆွတ်တာတွေပါရတော့မလုပ်ပေးဘူးကျွန်တော်ရှိမှာတော့မလုပ်ဘောနော်တခြားရှိရောက်သွားကျွန်တော်မသိဘူးအဲ့လိုဆိုတော့ဟိုအဲ့လိုမျိုးနေရာကိုတော့ကျွန်တော်ဘာလို့ဆိုဘေးသွားစားနေရမယ်ဆိုကျွန်တော်1အဲ့ရှေ့က1 or 3 or ကျွန်တော်စားပြအောင်ဆိုကျွန်တော်2မျိုးတယ်ဗောနော်အဲ့လိုဆိုမစားပြစ်တာမရတယ်ဗောနော်နောက်တစ်ခုကျအဲ့ဒါကြောင့်မလို့ပေါ့နော်ကျွန်တော်အဲ့လိုမျိုးဆိုကြံပေးတော့ patient တွေကိုအဲ့လိုဆွဲစီးလိုက်ရင်လေတကယ်တမ်းပြန်ကြည့်မလှအောင်လုံးဝမလှပါဘူးဆိုအဆွဲသွားကြီးအရှိမရောက်နေဟိုဘယ်လိုပြောငမန်းလို့ဖြစ်နေလိမ့်မယ်သွားကြီးအချွန်နေအများကြီးဖြစ်ပြီးတော့လေအဲ့ဒါကြောင့်မလှတာတဲ့ကြောင့်ပြီးတော့အဆွဲသွားရဲ့ purpose ကိုကျွန်တော်တို့လေးစားတဲ့အဖြစ်ကျွန်တော်တို့ကလုံးဝမပိတ်ပေးဘူးပေါ့အဲ့နေအောင်အဲ့လိုဆိုတော့ဟိုကျွန်တော်အဲ့လိုမျိုး case ရနောက်တစ် case ကအဲ့ဒါနဲ့ဆင်တဲ့ case ရဘာလဲဆိုတော့back lateral လို့ခေါ်ရပေါ့အဲ့တော့သွားတိတ်လေးရှိအဲ့လိုကျွန်တော်ဒီဘေးမှာပုံထည့်ထားပေးမယ်ဆိုတော့ back lateral အဲ့လိုမျိုး case ဆိုတော့အဲ့နေရာ back lateral လေးကတေးတော့အဲ့ဘောက်ကိုတော့ပိတ်စေချင်တာဒါပေမဲ့ကျွန်တော်မပိတ်ဘူးဘာလို့လဲဆိုတော့နောက်ပိုင်းအဲ့ back lateral ပုံမှာအဆွတ်တာပဲဖြစ်ဟိုတခုဟိုအဲ့လိုမျိုးသွား prosthesis တခုတက်မယ်ဆိုရင်အနှောက်ယှက်ဖြစ်မှာဆိုတဲ့အတွက်ကြောင့်ဟိုကျွန်တော်အနေနဲ့အဲ့လို back lateral ဆိုရင်လည်းအဲ့လိုမျိုး gap ရှိရဲဆိုကျွန်တော်မပိတ်ပေးဘူးဟိုတကယ်လို့ space နည်းနေရဆိုရင်တော့ကျွန်တော်ဒီချဲ့ပလိုက်တာပေါ့နော်ချဲ့တယ်ပါဆိုအဆွတ်ဖို့အတွက်နေရဒီနောက်သွားတူတက်မဲ့ဟိုလုံလောက်တဲ့ space မရှိတော့ကျွန်တော်ချဲ့ပစ်တာဆိုတော့လေအဲ့ဒါလေးကျွန်တော်ရှင်းပြချင်တာပါဒါကြောင့်မလို့မိတ်ဆွေတို့လူနာတွေ patient တွေဖြစ်ကိုယ့်ရဲ့အသိမိတ်ဆွေမှာအဲ့လိုမျိုးနံပါတ်2သွားမပါတာမျိုးရှိရဆိုရင်တော့ဟိုကျွန်တော်ရဲ့ friendly advice for personal advice အဲ့ဆိုရင်တော့လုံးဝမဆွဲစီပါနဲ့ပေါ့နော်အဲ့ဒါလေးပြပြချင်ပါတယ်အားလုံးကိုကျေးဇူးများတင်ပါတယ်